ကျွန်တော်အခုပြမှာတော့ World Strongest Man ဖြစ်တဲ့ YB ရဲ့ပဲဖြစ်ပါတယ်။ YB က Ace ပြီးရင်ကျွန်တော်နောက်ထပ်ကြိုက်တဲ့ character တစ်ခုထဲမှာပါတယ်။ဘာလို့ဆိုသူ့ရဲ့စိတ်ဓာတ်ကိုအရင်ကြိုက်တယ်တော့ကျွန်တော်အသိမှာအားလုံးသူ့တပည့်တွေလုံးဝအကုန်လုံးဒန်းလူညီမျှပဲသူ့ရဲ့သားတွေလိုပဲဆောင်းချစ်တော့ဆောင်းကြိုက်သူ့သားတွေကိုသူထိလို့မရဘူး။ YB ရဲ့နဲ့ပြောင်းမြန် Black ရဲ့ကိုဆောင်းမုန်းနေတာဆောင်းမုန်းနေ။ Okay ကျွန်တော်လည်းလူသားကြီးဒီကောင် Grandmaster ကောင်းကြီးကိုကျွန်တော်ဖောက်ပြပါမယ်ဖောက်ပြီးသားပါပြန်ဆက်ပြမယ်ရောတော်တော်ကြီးတာဗျ Grandmaster ထဲမှာဒီ YB ကတော်တော်လေးတဲ့ထဲမှာပါတယ်ပေါ့ Luffy ဆိုဒီလောက်မလေးဘူး Zoro ကလည်းဒီလောက်မလေးဘူးဘာလို့ဟုတ်တယ် YB ကတော်တော်လေးတဲ့ထဲမှာပါတယ်နောက်တစ်ကောင်ရှိသေးရဲ့ဟိုရှန့်ကလည်းဆောင်းလေးတယ် Grandmaster ထဲမှာတော်တော်လေးတဲ့ထဲမှာပါတယ်ရှန့်ရောYB ရဲ့ကြီးလင်းလိုင်းတွေကိုဖန်တီးတယ်ငလင်းလူသားကြီး YB ကဘယ်လောက်ကျန်းလဲဆိုတော့သူ့ Prime တော့သူ့ Prime တော့တယ်သူဒီဟိုမှာတော့ဘာတော့ Marine 4မှာတော့မှနော်တေကန်လေးထီကိုဆောင်းကျန်းသွားတာနော်သူ့ခန္ဓာကိုယ်မှာမှတ်တော့မမှန်ပြီးတော့ဘယ်နဲ့ချက်တော့ဓာတ်တိုင်ရဘယ်နဲ့ချက်တော့တနက်တိုင်ရဘယ်နဲ့ချက်တော့လေဘယ်လောက်ဒီခန္ဓာကိုယ်ကြီးစုပ်ပြက်နေရတော့မှဟိုသူနောက်ဆုံးကြီးကြိတ်သွားတာကျွတ်စင်အားကြောင့်မလို့ကြိုက်တာတာမာတော့မယ်ကျွန်တော်တော့ကတော့ဒီကောင်ကြီးကျွန်တော်ရပါမယ်9000တီးနေရပါမယ် official ပါ no error ဘူးပေါက်ဆုံးပါပါမယ်ဘူးတွေပါပိတ်ကြီးတွေ့ခြင်းမရှိပါဘူး okay မိုက်တယ်ကွာဥချီဗန်လောက်နီးနီးမိုက်တယ် site ကတော့ကြီးတယ်ဒါပေမဲ့ကြွက်သားတွေပါတွေကလုံးဝကျွတ်စင်လုံးဝကျွတ်စင်စုမလို့ဒါမို့ဈေးတက်တာနဲ့ပေါ့ဘယ်လိုပြောလဲဈေးတန်းတစ်ခုပေါ့ဈေးတော့ရမ်းမတက်တာဘူးဈေးတန်းတစ်ခုနဲ့ဈေးတင်းနဲ့မန်ပါပါဟာကြီးစုတဲ့ကဲကျေးဇူးတင်ပါတယ်